လူလေကြတယ်လို့ပဲပြောရမလားလူရည်လေလို့ပဲပြောရမလားလူပေါ်လူစေလို့လူပေါ်လူစောလုပ်တယ်လို့ပဲပြောရမလားမသိဘူးပေါ့နော်တချို့တွေကကိုကနေပြီးတော့မှတေချာဘာကိစ္စတစ်ခုကိုမှမညွန်ကြားနိုင်ဘူးဒါပေမဲ့ငါကတော့သူတို့ပံ့ပိုးတာပဲငါကတော့သူတို့လုတ်ခိုင်းထားတာပဲငါကဒါအားလုံးပြောပြီးသားပဲဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်အစစရအားလုံးလူတစ်ဖက်သားပေါ်ပြစ်ပုံချပေါ့နော်ကောင်းရင်လည်းကောင်းတဲ့အလျောက်မကောင်းရင်လည်းမကောင်းတဲ့အလျောက်ပေါ့နော်ဒါမျိုးတွေလုပ်တဲ့အရာများအားလုံးကျွန်တော်လုပ်ငန်းခွင်မှာတော့ကျွန်တော်ဘောဟာအတွေ့အကြုံရအများကြီးတွေ့ခဲ့ရပါတယ်များသောအားဖြင့်ပေါ့နော်လူတွေကလူလေကြကြတယ်ပေါ့နော်ဘောဟာမှာရိုးသားစွာနော်ကိုယ့်ရဲ့နာမည်ကိုယ့်ရဲ့ဂုဏ်သတင်းတိုးတက်လာအောင်ဒါမျိုးလုပ်ဖို့အတွက်ဝင်လေးကြတယ်ပေါ့နော်ဒါမဲ့ဘာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့အလုပ်လောက်လာတော့လည်းကောင်းကျွန်တော်တို့ရဲ့ဘဝရည်တည်ချက်မှာတော့ကောင်းနော်ကိုယ့်ရဲ့စူးစမ်းမှုကိုယ့်ရဲ့လှုပ်ဆောင်မှုကိုယ့်ရဲ့ဘဝရည်တည်ချက်အားလုံးကရိုးသားခြင်းအပြင်လည်းဘဝမှာအကောင်းဆုံးဖြတ်သန်းသွားဖို့လိုတယ်လို့ကျွန်တော်ကအသိပေးနေအားလုံးကိုကျေးဇူးတင်ပါတယ်